အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကတော့ကျွန်တော်သုံးနေကြကတ်အမျိုးအစားတွေတဲကတစ်ခုဖြစ်တဲ့ပေါ့နော် Keepers of the Light ဆိုတဲ့ကတ်တွေနဲ့မိတ်ဆွေတို့ကိုနတ်ဖျားတွေနတ်ဖျားမတွေ angels တွေ guidance တွေကဘာတွေလမ်းညွှန်မှုပေးနေလဲဆိုတာကိုကျွန်တော်အနေနဲ့ဆက်သွယ်ဖြေကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လက်ရှိမှာကတ်နှစ်ကတ်ကိုခင်းထားပါတယ်အဲ့တော့ကတ်နှစ်ကတ်မှာဒီနတ်ဖျားတွေနတ်ဖျားမတွေ angels တွေ guidance တွေကမိတ်ဆွေတို့ကိုဘယ်လို message တွေပေးနေလဲဆိုတာကိုကျွန်တော်အနေနဲ့ reading လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကတ်နှစ်ကတ်ကိုခင်းထားပါတယ်မိတ်ဆွေတို့နှစ်သက်ရာတစ်ကတ်ကိုရွေးချယ်ပေးပါကတ်1ကိုရွေးချယ်မှာလားကတ်2ကိုရွေးချယ်မှာလားမိတ်ဆွေတို့အနေနဲ့ရွေးချယ်ပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်အနေနဲ့ကတ်2ကိုစပြီးတော့ reading လုပ်ကြည့်ပါကတ်2ကိုရွေးချယ်တဲ့နေရာမှာ Mercury လို့ခေါ်တဲ့နတ်ဖျားကိုဆိုတဲ့ကတ်အမျိုးအစားကြပါတယ်အဲ့တော့ Mercury အနေနဲ့ကမိတ်ဆွေတို့ကိုဘာတွေလမ်းညွှန်ပေးနေလဲဆိုတာကိုကျွန်တော်အနေနဲ့ဆက်သွယ်ဖြေကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ Mercury နတ်ဖျားကမိတ်ဆွေတို့ကို open communication ဆိုပြီးတော့အကြံဉာဏ်ပေးထားပါတယ်အဲ့တော့ open communication ဆိုတာက universe ကလာတဲ့အရာတွေကိုကိုယ်အနေနဲ့လက်ခံနိုင်အောင်လေ့ကျင့်မှုယူပါဆိုပြီးတော့ကျွန်တော်အနေနဲ့အဓိပ္ပာယ်ဖွင့်ခြင်းပါတယ်ကိုဖြစ်ချင်တဲ့ကိုလှုပ်ချင်တဲ့အရာတွေကိုဒီဇိုင်းမတ်တွေးထားပါဆိုပြီးတော့ Mercury နဲ့ဖျားကနေလမ်းညွှန်နေပါတယ်နောက်တစ်ခုကပြောဆိုဆက်ဆံရမှာချစ်ချင်းတရားနဲ့သာပြောဆိုဆက်ဆံပါဘယ်အရာကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရင်ဘတ်နဲ့ကိုယ့်ရဲ့နှလုံးသားနဲ့စဉ်းစားတွေးခေါ်ပြောဆိုပါဆိုပြီးတော့ Mercury နဲ့ဖျားကအကြံဉာဏ်ပေးထားပါတယ်တစ်ဖက်မှာလည်းသူ့ရဲ့ဆိုလိုရင်းမှာ open communication ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်ကကိုယ့်ကိုအတိုက်ခံတွေ against တွေလုပ်နေတာမျိုးတွေရှိရင်တောင်မှကိုယ့်အနေနဲ့ကနှလုံးသားနဲ့ခံစားပြောဆိုပါဆိုပြီးတော့ Mercury နဲ့ဖျားကနေမိတ်ဆွေတို့ကိုလမ်းညွှန်မှုပေးထားပါတယ်။ Okay ဒါကတော့ဒီ cut 1ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်အနေနဲ့ reading လုပ်ပေးထားတာဖြစ်ပါတယ်။ကျွန်တော် cut 2ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကိုတစ်ချက်ကြည့်ပါမယ်။အဲ့တော့ဒီကတ်အမျိုးအစားပြပါတယ်။ is ဆိုတဲ့နတ်ဖျားမကမိတ်ဆွေတို့ကို magic manifesting ဆိုပြီးတော့အကြံဉာဏ်ပေးထားပါတယ်။အဲ့တော့ magic manifesting ဆိုတာကျွန်တော်တို့တွေကကိုဖြစ်ချင်တဲ့အရာတွေကိုလှုပ်ချင်တဲ့အရာတွေကိုကိုယ့်ရဲ့ရင်နဲ့နှလုံးသားထဲမှာဆွဲသွားအောင်ဒီဇိုင်းမတ်ရွတ်ဆိုခြင်းအပြင်ကိုဖြစ်ချင်တဲ့ကိုလှုပ်ချင်တဲ့အရာတွေကိုပြေဝလာမယ်ဆိုပြီးတော့ဒီနတ်ဖျားမကနေမိတ်ဆွေတို့ကိုအကြံပေးထားပါတယ်အဲ့တော့ဒီနေရာမှာမိတ်ဆွေရဲ့အိမ်မက်တွေမိတ်ဆွေရဲ့အမြင်တွေမိတ်ဆွေရဲ့ရည်မှန်းချက်တွေဟာ reality လို့ခေါ်တဲ့အတိုင်းပဲဖြစ်လာတော့မယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။တနည်းအားဖြင့်နတ်ဖျားမကမိတ်ဆွေတို့ကိုဖြစ်ချင်တာကိုလှုပ်ချင်တဲ့အရာတွေပေါ်မှာ stay focus လို့ခေါ်တဲ့ design မတ်စဉ်းစားတွေးခေါ်နေပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။အဲ့ဒါကြောင့်မလို့မိတ်ဆွေတို့ဖြစ်ချင်တဲ့အရာတွေလှုပ်ချင်တဲ့အရာတွေကတကယ်ဖြစ်လာတော့မယ်။အဲ့ဒီပေါ်မှာသာလျှင်စိတ်ကိုနှစ်ထားပါဆိုပြီးတော့ဒီနတ်ဖျားမကနေမိတ်ဆွေတို့ကိုအကြံဉာဏ်ပေးထားပါတယ်။ဒီ reading လေးကိုတော့ကျွန်တော်ဒီနေရာမှာကြတ်ထားပါမယ်မိတ်ဆွေတို့အားလုံးလည်းအဆင်ပြေမယ်လို့မျှော်လင့်နေအားလုံးကိုကျေးဇူးတင်နေကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်